ဒါသူတို့ထုတ်ပြန်တယ်ဗောနော်တော်ရည်စရာကောင်းတယ်ဗောနော်ဒီလိုမျိုးရုပ်သံဖိုင်ကြီးသာမထုတ်ပြခဲ့ဘူးဆိုရင်ဗောနော်တော်လိုင်းတက်ဖွဲ့တွေကမထုတ်ပြခဲ့ဘူးဆိုရင်စစ်ကောင်စီရဲ့ဝါဒဖြတ်မှုတွေကိုယုံကြည်ယုံမင်္ဂလာပါခင်ဗျຫນွေဦးတော်လန်ရေးနဲ့ပတ်သက်တဲ့သတင်းတူတွေကိုနားဆင်နိုင်ရန်အတွက်စောင့်မျှော်အားပေးကြဖို့တောင်းဆိုပါရခင်ဗျအများကြီးရှိပါတယ်ဗောနော်သတင်းကောင်းတွေလည်းရှိပါတယ်ပြီးတော့လူစိတ်ဝင်စားမှုအများဆုံးသတင်းတွေလည်းရှိပါတယ်ဗောနော်အဲ့တော့ဒီထဲမှာတော့ဒါကြည်ပြကိစ္စဗောနော်ဒီကိစ္စကတော့ဒါ NUG ကဒါတာဝန်ရှိတဲ့သူကြီးတွေကသတင်းစာရှင်းလင်းပွဲပုံစံမျိုးနဲ့လုပ်ခဲ့တာရှိပါတယ်အဲ့တော့သတင်းစာရှင်းလင်းပွဲကလည်းအကြာကြီးကျွန်တော်ကလည်းသတင်းတွေလုပ်နေရတာဖြစ်တဲ့အတွက်ဒါလိုက်နားထောင်တာတော့တေချာတော့မနားထောင်ရသေးဘူးဗောနော်ဒါမဲ့လည်းဒီမှုကိစ္စကတော့ဒါဖြစ်နေတာတော့ကြာပြီဗောလေနော်ဒါအခုဆိုရင် NUG ကထုတ်ပြန်ချက်တစ်စောင်ရှေ့မှာထုတ်ခဲ့တာရှိတယ်ဒါကြည်ပြကမောက်မာစွာဆက်ဆံတဲ့အတွက်ဗောနော်နောက်ဒီလိုမျိုးမောက်မာစွာမဆက်ဆံဖို့ဆိုတဲ့ပုံစံမျိုးနဲ့သတိပေးတဲ့ပုံစံမျိုးထုတ်ပြန်လာတဲ့အခါမှာ CDN နေထပ်ပြီးတော့လှုပ်တာတွေလည်းဒါတွေ့ခဲ့ရတယ်ဗောနော်ဒါ CDN လှုပ်ပြီးရတော့မှပဲထပ်ပြီးတော့ဆန္ဒပြပြီးတော့ CDN ပုံစံပြန်လုပ်တဲ့ဟာမျိုးတွေလည်းတွေ့ရတယ်ဗောနော် CDN တွေဘက်ကရက်တည်တဲ့ပြည်သူတွေလည်းအများကြီးပဲတွေ့ရတယ်ဗောနော်အဲ့တော့ဒီကိစ္စမှာတော့ဒါ NUG အစိုးရကတာဝန်ရှိတဲ့လူကြီးအနေနဲ့ပြည်သူလူထုလိုချင်နေတဲ့အမှန်တရားကိုရအောင်ပြည်သူလူထုအမြင်ရှင်းအောင်ဆိုတဲ့ပုံစံမျိုးတွေတော့တေချာလေးရှင်းလင်းပေးစေခြင်းနဲ့အမှန်တရားပေါ်ပေါက်စေခြင်းနဲ့ဗောနော်ပြည်သူလူထုထောက်ခံထားတဲ့အစိုးရတရက်ဖြစ်တဲ့အတွက်ဗောနော်ဒါပြည်သူလူထုထောက်ခံမှုကိုဒါအလေးထားစေခြင်းနဲ့ဗောနော်အဲ့တော့ဒီသတင်းစာရှင်းလင်းပွဲနဲ့ပတ်သက်လို့အခုဆိုလဲဒါမီဒီယာတွေကတော့တက်နေတာတွေတော့ရှိလာပြီပေါ့နော်အဲ့တော့အဲဥစ္စာတွေပေါ်မှာဘယ်လိုတွေဆက်ပြီးတော့စောင့်ကြည့်အောင်မလဲဘယ်လိုတွေဆက်ပြီးတော့လာအောင်မလဲဆိုတဲ့ဟာတွေကိုတော့ဒါကျွန်တော်ကိုယ်တိုင်လည်းစောင့်ကြည့်အောင်မှာဖြစ်ပါတယ်အဲ့ခါကျရင်လည်းကျွန်တော်ရဲ့အမြင်လေးတွေကိုဆက်ပြီးတော့ဝေမျှပေးပါမယ်ပေါ့နော်အဓိကတော့ဒါပြည်သူလူထုအမြင်ရှင်းလင်းအောင်ပြည်သူလူထုကြည်လည်အောင်ဆိုတဲ့ပုံစံမျိုးနဲ့ဒီအမှန်တရားတွေကိုချပြပေးဖို့လိုအပ်တယ်လို့ဒါထင်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကိုယ်တိုင်လည်း CDN တအုပ်ဖြစ်တဲ့အတွက်ပေါ့နော်ဒါ CDN တွေဘက်ကနေပြီးတော့ရက်တည်ပြီးတော့အမှန်တရားပေါ်ပေါက်ဖို့အတွက်ကိုဒီနေရာကနေတောင်းဆိုချင်ပါတယ်နောက်တစ်ခုကတော့ဒါယာပြည့်ရဲ့ဖြစ်စဉ်ပေါ့နော်ယာပြည့်ရဲ့ဖြစ်စဉ်ကဒါဒေါ်လာတက်ဖွဲ့တွေဘက်ကလှုပ်ဆောင်လိုက်တဲ့လှုပ်ဆောင်ချက်ဟာတော်တော်လေးထိရောက်တယ်လို့ပြောရမယ်ချင်းပြည်နယ်ဟာခါမှာပေါ့နော်88နှစ်မြောက်ချင်းမျိုးသားနေ့အခမ်းအနားလုပ်တယ်စစ်ကောင်စီဘက်ကဒုတိယဗိုလ်ချုပ်ကြီးယာပြည့်ဆိုတဲ့သူတက်ရောက်တယ်ပေါ့နော်တက်ရောက်တယ်ဆိုပြီးတော့သိရတယ်အဲ့ဒီအခမ်းအနားကိုဒေါ်လာတက်ဖွဲ့တွေက drone နဲ့ဒါလက်ဆွမ်းပြခဲ့တယ်ပေါ့နော် drone ကအခမ်းအနားလုပ်နေတဲ့နေရာတဲ့တဲ့ကြီးကိုဝင်ဆောင်သွားတာပေါ့နော်ယာပြည့်လည်းဒါဟိုကောင်လို့ဒီကောင်လို့ပြေးတယ်ပေါ့နော်ဟိုပြေးဒီပြေးပေါ့နော်အဲ့လိုပုံစံမျိုးပြေးတယ်ဆိုပြီးတော့ဒါသတင်းမီဒီယာတွေမှာဖော်ပြကြတယ်ယာပြည့်အပြင်တခြားဝင်ကြီးတွေစက်မှုဝင်ကြီးတွေဒုဝင်ကြီးတွေအများကြီးပေါ့လေနော်တခြားဒါသူတို့ရဲ့ဒါအကြီးပိုင်းနေပြီးရင်ဒါခရိုနီတွေပေါ့နော်ဒါပါမစ်ရမဲ့ကောင်တွေပေါ့နော်အဲ့လိုကောင်မျိုးတွေလည်းဒါတက်ရောက်ခဲ့တယ်ဆိုပြီးတော့သိရတယ်ပြီးရင်ချင်းမီနဲ့ဝင်ကြီးချုပ်စသဖြင့်ပေါ့လေနော်အဲ့လိုမျိုးအများကြီးတက်ရောက်တယ်အဲ့တော့ CDF ဟာခါရဲ့ဒါ drone အစွမ်းကြောင့်မလို့ဖြိုဖျဲဖြစ်သွားတယ်ဒီအခမ်းအနားက3ရက်လောက်ကြိုတင်ပြင်ဆင်ပြီးတော့လုပ်ခဲ့ရတဲ့အခမ်းအနားအဲ့အခမ်းအနားကဒါ drone အစွမ်းကြောင့်မလို့လုံးဝကိုပြတ်သွားခဲ့ရတယ်ပေါ့နော်ငါလုံးဝတက်ကြီးကိုဝင်ကျသွားတာပေါ့နော်အဲ့ဗီဒီယိုဖိုင်လည်းထွက်လာတာတွေ့ရပါလိမ့်မယ်အဲ့တော့မဲလမ်းတွေပါတွေရှောက်နေသေးတာပေါ့နော်ဖေးနာကောင်နေပေါ့နော်ကွဲချလိုက်မှပဲဒါတိမဲ့ပုံစံမျိုးပေါ့လေနော်အဲ့လိုမျိုးပုံစံမျိုးကြီးနဲ့ကိုလှုပ်ဆောင်နိုင်ခဲ့တာဖြစ်တယ်အဲ့တော့တပ်ဖွဲ့တွေရဲ့ဒီ drone စွမ်းရည်တွေပြီးရင်သတင်းအချက်လက်ရရှိမှုပြီးရင်မြေပြင်မှာအကောင့်ထဲဖော်နိုင်မှုတွေကတကယ်ကိုအော်ချီကျူးလေးစားစရာကောင်းတယ်ပေါ့နော်အဲ့ဒါတွေကစစ်ကောင်စီကိုတော်တော်လေးကိုသွေးပြက်စေမှာဖြစ်တယ်အဲ့တော့ဒီဖြစ်စဉ်ကစစ်ကောင်စီအတွက်တော်တော်လေးအဆက်ရစေတယ်အထိနာစေတယ်ဗဇက်ကနေတော့သူတို့တွေကြီးကြီးကျယ်ကျယ်တွေပြောတယ်ပေါ့နော်ဟာဘလို့တိုက်မှာဘလို့နိုင်အောင်လုပ်မှာနိုင်ငံကဘလို့အခြေအနေဖြစ်နေပြီနိုင်ငံကတည်ငြိမ်နေပြီဟာဘယ်ကာလလို့ဆိုရင်တော့ကျွန်တော်တို့ကဘလို့မျိုးထိန်းချုပ်နိုင်ပြီအခုလက်ရှိတော့မှဘလို့နေရာတွေကိုဘလို့ထိန်းချုပ်ထားတာဆိုတော့ပုံစံမျိုးတွေနဲ့ကတော့သူတို့တောက်လျှောက်ပြောတယ်ပေါ့နော်အခုဆိုရင်တော့ပဲဒါတင်တန်းကျောင်းတွေမှာသူတို့လိုက်ပြီးတော့ဝါဒဖြတ်နေတဲ့ပုံစံမျိုးတွေရှိတယ်ပေါ့နော်ဟာသူတို့တွေထိန်းချုပ်ထားနိုင်ပြီလို့ထိန်းချုပ်နိုင်တော့မှတော့နှစ်အတွင်းအပြတ်တိုင်းမှာတော့ဒါမျိုးပုံစံမျိုးတွေလုံနေတယ်ဒါပေမဲ့လည်းဒါသူတို့ပြောတဲ့စကားတွေနဲ့လက်တွေ့မြေပြင်နဲ့ဘလောက်ကွာခြားလဲဆိုတဲ့ဟာကတော့ဒီဖြစ်စဉ်ကိုကြည်လာနဲ့တည်တာစီပါတယ်ဒါတော့မှပဲစစ်ကောင်စီကလုံးဝလေမလျှော့သေးဘူးပေါ့နော်အဲ့ဒီအခမ်းအနားကို CDF ဟာခါနဲ့ PDF တွေကတဲ့ FPV drone တွေနဲ့တိုက်ခိုက်ပြီးတော့ပေါ့နော်လေကြောင်းလုံခြုံရေးတာဝန်များထမ်းဆောင်လျက်ရှိသည်တဲ့လေကြောင်းကာကွယ်ရေးစနစ်များဖြင့်ထောက်လှမ်းသိရှိခဲ့ပြီးအဆိုပါ drone ကိုလက်ဦးမှုရယူဟန်တာနိုင်ခဲ့ကြောင်းအခမ်းအနားကျင်းပနေတဲ့နေရာကိုကြားရောက်ပောက်ကွဲခြင်းမရှိဘဲနဲ့တဲ့အနီးဝန်းကျင်နေရာများမှမြေပြင်ပေါ်သို့ပြုတ်ကျပျက်စီးသွားတယ်ဆိုပြီးတော့ဒါသူတို့ထုတ်ပြန်တယ်ပေါ့နော်တော်ရည်စရာကောင်းတယ်ပေါ့နော်ဒီလိုမျိုးရုပ်သံဖိုင်ကြီးသာမထုတ်ပြခဲ့ဘူးဆိုရင်ပေါ့နော်တော်လိုင်းတက်ဖွဲ့တွေကမထုတ်ပြခဲ့ဘူးဆိုရင်စစ်ကောင်စီရဲ့ဝါဒဖြတ်မှုတွေကိုယုံကြည်ယုံအောင်ပါပေါ့လေနော်သူတို့တွေကအကြီးတွေပြောတာဟိုအဲအကြောင်းမလို့နီးပညာတွေဘလို့ဖြစ်တယ်ဘာဖြစ်တယ်ပေါ့နော်ဒါပေမဲ့တကယ်ရုပ်သံထဲမှာကြည့်လိုက်တက်ဝင်ချပါလားအဲဥစ္စာကို तू ကဒါအခမ်းအနားလုပ်တဲ့နေရာမှာကြောက်ရောက်ပောက်ကွဲတာမရှိဘဲနဲ့ပေါ့နော်အခြားနေရာမှာပဲသူတို့ရဲ့ဒီစနစ်တွေကြောင်းမလို့ပေါ့နော်လေကာစနစ်တွေကြောင်းမလို့ချက်ချင်းသိရှိပြီးတော့ဒါပောက်ကွဲအောင်လှုပ်လိုက်ခဲ့တယ်ပေါ့နော်အဲလိုပုံစံမျိုးနဲ့ထုတ်ပြန်တာတကယ်ရည်စရာကောင်းတယ်ပေါ့နော်အဲလိုမျိုးလိန်တဲ့ကောင်တွေအဲ့တော့ဒီဥစ္စာကလည်းထပ်ပြီးတော့အဆက်ကွဲတဲ့ဖြစ်စေလို့ပဲပြောရမှာပေါ့လေနော်သူတို့ဘက်ကအဲ့လိုမျိုးထုတ်ပြန်လိုက်တဲ့ဟာနဲ့အခုဒီဘက်ကဒါဗီဒီယိုဖိုင်နဲ့ထုတ်ပြန်လိုက်တဲ့ဟာနဲ့တိုက်ဆိုင်ပြီးတော့ကြည့်မယ်ဆိုရင်ဘယ်ဟာကမှန်တယ်လဲမှားတယ်လဲဆိုတဲ့ဟာကိုပြည်သူကသေသေးချာချာရှင်းရှင်းလင်းလင်းနားလည်သွားတာပေါ့လေနော်
ဒါပြင်ဒီအခမ်းအနားနေရာကိုတင် drone အစွမ်းပြခဲ့တာတွေမကဘူးဒီအခမ်းအနားနေရာတွေတင်မဟုတ်ဘဲနဲ့တခြားစစ်ကောင်စီတက်ဆွဲထားတဲ့နေရာကိုပါထပ်ပြီးတော့ drone စွမ်းပြခဲ့တာလည်းရှိတယ်ပေါ့နော်အဲ့ဒါလည်းတက်တယ်ကြီးပဲတက်တယ်ကြီးလုံးဝသွားနေတဲ့ပုံစံမျိုးကြည့်ရအသေးတရားရတယ်ပေါ့နော်ပေါင်းတဲ့ပုံစံမျိုးတွေပြေးတဲ့ပုံစံမျိုးတွေလည်းတွေ့ရတယ်နောက်ဆုံးတက်တယ်ကြီးဝင်ချသွားတဲ့ဟာလည်းတွေ့ရပါလိမ့်မယ်ပေါ့နော်အဲ့တော့ဒါ drone ကတော့အောင်မြင်စွာအဆုံးသက်သွားနိုင်ခဲ့တယ်ပေါ့နော်အဲ့တော့ဒီကာလမှာစစ်ကောင်စီရဲ့ drone တွေကတော်လိုင်းတက်တွေနဲ့ပြည်သူတွေကိုထိခိုက်အောင်လုပ်နေတာတွေတွေ့ရသလိုတော်လိုင်းတပ်ဖွဲ့တွေရဲ့ drone တွေကလည်းစစ်ကောင်စီကိုအထိနာအောင်လုပ်ပြနိုင်နေတာလည်းအများကြီးရှိပါတယ်ဗောနော်အခုလို့စစ်ကောင်စီရဲ့အကြီးပိုင်းအဆင့်တွေတောင်မှပဲဟိုပြေးဒီလွှာပုံစံမျိုးတွေနဲ့မြင်တွေ့နေရပြီဖြစ်ပါတယ်နောက်ထပ် drone ဖြစ်စဉ်တစ်ခုလည်းရှိတယ်အဲ့ဒါကမြကြီးနားမှာဖြစ်တဲ့ဖြစ်စဉ်ပေါ့နော်မြကြီးနားလေဆိပ်ကဖြစ်စဉ်မှာဒါကလည်းညကတော်တော်လေးကိုအော်တောင်းနေဖြစ်သွားတယ်ပေါ့နော်မင်းညကည8နာရီကျော်မှာလေဆိပ်ကပတ်သက်လို့မီဒီယာတွေမှာလည်းဒါပုံနေဒါတွေ့ရတယ်ပေါ့နော်ဓာတ်ပုံမှန်တမ်းတွေတွေ့ရတယ်အဲ့ဒီဖြစ်စဉ်ဖြစ်ပြီးတဲ့နောက်မှာတော့မြကြီးနားလေဆိပ်ကို3လအကြာပေါ့နော်3လကြာသည့်အထိယာယီပိတ်သိမ်းလိုက်ပြီဖြစ်တယ်ဆိုပြီးတော့သတင်းတွေတက်လာတွေတွေ့ရပါတယ်21ရက်နေ့မှာတော့ဒါစစ်ကောင်စီကလက်နက်ကြီးပစ်ခတ်တာတွေလေကြောင်းတိုက်ခိုက်တာတွေလှုပ်လာပါတော့တယ်အဓိကတော့အဲ့ဖြစ်စဉ်ဖြစ်ပြီးနောက်နေ့ပေါ့နော်ဒီနေ့ပေါ့နော်ဒီနေ့မှာဒီလိုမျိုးပုံစံမျိုးနဲ့နီးနားပတ်ဝန်းကျင်မှာရှိတဲ့အရက်ဘက်ပြစ်မှတ်တွေအကုန်လုံးကိုရန်တမ်းပြီးတော့ပြစ်တော့တာပေါ့လေနော်အဲ့လိုပုံစံမျိုးပြစ်ခတ်လို့ဒေတာကန်တွေထိခိုက်တာတွေရှိတယ်မြို့ကန်တွေထိခိုက်တာတွေရှိတယ်ဆိုပြီးတော့သိရတယ်။ဒါနဲ့ပတ်သက်လို့ KIA ရဲ့ပြောခွင့်ရဗိုလ်မှူးနော်ဘူးကပြောဆိုထားတာရှိပါတယ်မီဒီယာတွေကိုပြောထားတယ်ပေါ့နော်ဘယ်သူကပြစ်တယ်ဘယ်ကပြစ်တယ်ဘယ်လက်နက်နဲ့ပြစ်တယ်ဆိုတာတဲတဲကွဲကွဲမသိရသေးဘူးဆိုပြီးတော့ပြောတယ်စစ်ကောင်စီဟာလူလူကိုအမြင်မှားအောင်လုပ်နေတာဖြစ်ကြောင်းဗိုလ်မှူးနော်ဘူးကမီဒီယာတွေမှာပြောပြထားတာတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့အမျိုးမျိုးသောဝေဖန်ချက်တွေလည်းထွက်လာရလည်းရှိတယ်ပြီးရင်ဒါကျွန်တော်ဒေတာကန်နေစီကနေပြီးတော့ဒါဆက်သွယ်ပြီးတော့သတင်းသိရှိရတဲ့ဟာတွေလည်းရှိတယ်အဲ့ဒါဘာလဲဆိုတော့စစ်ကောင်စီဘက်ကအကြီးပိုင်းလိုက်ပါမဲ့လေရင်ဖြစ်တယ်အကောင်ကြီးပေါ့နော်အကောင်ကြီးကဘယ်သူလဲတော့မသိဘူးတေချာမသိဘူးတော်တော်ကြီးမယ်ပေါ့နော်လုံခြုံရေးတင်းကျပ်ပြီးတော့ကလေးတွေကိုတိုင်းရင်းသားဝစ်စုံနေတောင်ကြိုခိုင်းတာဆိုတော့တော်တော်ကြီးဆိုတဲ့အကြီးပိုင်းတွေကဖြစ်မယ်ဆိုပြီးတော့ပြောတာတွေလည်းရှိတယ်မြကြီးနားမှာ18ရက်နေ့ကတည်းကဒါလူကြီးလမ်းကြောင်းရှိတာကြောင့်မလို့ပေါ့နော်လုံခြုံရေးတင်းကျပ်ထားတဲ့အပြင်ဒါဖြစ်စဉ်ဖြစ်တဲ့ညကအဲ့လူကြီးကပြန်ထွက်ခွာမှာဆိုတဲ့ပုံစံမျိုးဒါဒေသခံတွေစီကနေပြီးတော့သိရှိရရလည်းရှိတယ်ပေါ့နော်ဒါကြောင့်မလို့စော်ခံရတာဆိုပြီးတော့လည်းပြောကြတယ်ပြီးတော့အခြားဝေဖန်မှုတွေလည်းရှိပါတယ်ဒါပြီးရင်ထင်ကြီးတွေနဲ့ခံမှန်းချက်တွေလည်းရှိကြတယ်ဝေဖန်မှုတွေကတော့ဒါရက်ဘက်3နဲ့လေရင်ကိုအခုလိုမလုပ်သင့်ဘူးဒါပြည်သူတွေအတွက်အန္တရာယ်များတယ်ပေါ့နော်ပြည်သူတွေလိုက်ပါစီးနေမဲ့လေရင်ကိုဒီလိုမျိုးလောက်တာကကြတော့ပြည်သူတွေကိုထိခိုက်အောင်လုပ်တာနဲ့အတူတူပဲဆိုတဲ့ပုံစံမျိုးနဲ့ဝေဖန်ချက်တွေလည်းရှိပါတယ်နောက်ထပ်ခံမှန်းချက်တွေကကြတော့စစ်ကောင်စီကသူတို့အချင်းချင်းပြန်လှုပ်ကြံတယ်ဆိုပြီးတော့ပြောကြတယ်ပေါ့နော်ဒါတချို့ပြောကြတဲ့ဟာတွေဒါကြေပြန့်ပြောဆိုနေတဲ့ဟာတွေလည်းတွေ့ရပါလိမ့်မယ်တင်ဦးရဲရင်ကိုပေါ့နော်ဒါခင်ညွတ်လှုပ်ကြံတဲ့ဖြစ်စဉ်ကိုနမူနာပြပြီးတော့ပြောဆိုနေကြရလည်းရှိတယ်အဲဒါကြောင့်မလို့စစ်တပ်ကရှေ့မှာလည်းဒီလိုဖြစ်စဉ်ဖြစ်ရတဲ့ရှိထားတာဖြစ်တဲ့အတွက်ဒါကရောအဲ့လိုမဖြစ်နိုင်ဘူးလားတကယ်လည်းဖြစ်နိုင်တယ်တကယ်လည်းချင်းချင်းလှုပ်ကြံတာဖြစ်လောက်တယ်ပေါ့နော်ဒါဆိုရင်ဘယ်အစ်စ်မို့လို့လဲအကြီးပိုင်းဆိုတဲ့ကောင်ကဘာကောင်မလို့လဲပေါ့နော်ဘာကြောင့်မလို့လုံးကြံကျင်ရတာလဲဆိုတဲ့အကြောင်းအရာတွေကလည်းထပ်ပြီးတော့မေးခွန်းတွေဖြစ်လာပါတယ်ပေါ့နော်တချို့ကြောင့်လည်းထပ်ပြီးတော့ပြောကြပြန်တယ်ဒါပါလဲဆိုတော့ပုံနေတက်လာတာတောင်မှပဲဒါကလုံးကြံသတင်းကြီးပေါ့နော်ရှော့တိုက်တုံးဖြစ်စင်နဲ့ရှင်ထိုးပြီးတော့ပြောကြရရှိတယ်ပေါ့နော်ဒါလုံးကြံသတင်းဖြစ်တယ်ပုံတွေကတက်နေပြီအမှလေအမီးပိုင်းထိတဲ့ဟာခေါင်းပိုင်းထိတဲ့ဟာပေါ့နော်ဒီလိုမျိုးပုံစံမျိုးတွေနဲ့မီဒီယာတွေတော်တော်များများကဖော်ပြနေကြပြီဒါပေမဲ့လည်းဒီဖြစ်စဉ်ကိုလွဲမှားတယ်မဟုတ်ဘူးပေါ့နော်ဒီလိုပုံစံမျိုးနဲ့ပြန်ပြီးတော့ညင်းနေကြတယ်ဟိုဘက်ကအဖွဲတွေကိုလည်းမြင်ရတွေ့ရတာရည်စရာတော့ကောင်းနေပေါ့နော်စစ်ကောင်စီဘက်ကတော့အခုဖြစ်စဉ်ကပေါ့နော်ဒါသူကထုတ်ပြန်တာရှိတယ်ပေါ့နော်ဆွဆွဲလိုက်တာရှိတယ် KIA နဲ့ PDF တွေလက်ချက်ဆိုပြီးတော့ဆွဆွဲထားတာရှိပါတယ်အကြမ်းဖက်လို့တောင်သူကပြောထားတာပေါ့နော်အဲ့တော့စစ်ကောင်စီကမြကြီးနားလေဆိပ်ဖြစ်စဉ်နှစ်ခုလုံးမှာအခုလိုပုံစံမျိုးပဲမြန်ဆန်တုံ့ပြန်တာမျိုးတွေတော့ဒါကျွန်တော်တို့ထူးခြားစွာတွေ့ရတယ်အဲ့တော့ဘယ်ဟာတွေဖြစ်နိုင်သလဲဘာကြောင့်ဖြစ်နိုင်သလဲဘာကြောင့်လဲဆိုတဲ့ဟာတွေကိုလည်းဒါကျွန်တော်တို့သိရတဲ့စုံစမ်းသိရှိရတဲ့အချက်လက်တွေပေါ်မူတည်ပြီးတော့ဒါကျွန်တော်တို့စဉ်းစားကြည့်အောင်ပေါ့နော်ကျွန်တော်နဲ့အတူတူလိုက်ပြီးတော့သုံးသပ်ပေးကြပါအောင်ပေါ့နော်အဲ့တော့ကျွန်တော်သိရတာကတော့မဘခပေါ့နော်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုစိုးဝင်းလာတယ်ဆိုပြီးတော့စီသတင်းရင်းမြစ်တွေစီကနေပြီးတော့တိတိကျကျသိရတယ်စိုးဝင်းကအစည်းအဝေးလာလောက်တာပေါ့နော်အစည်းအဝေးလာလောက်တာဖြစ်သလိုဒါဝိုင်းမော်ခလာရ58ကိုလည်းတွားပြီးတော့စစ်ဆေးတယ်မှန်ပြတောင်ကိုလည်းရောက်ခဲ့တယ်ဆိုပြီးတော့သိရတယ်ဒါခုနပြောတဲ့အကြီးပိုင်းဆိုတဲ့ကောင်ကစိုးဝင်းပေါ့နော်တော်တော်ကြီးတယ်ဆိုတဲ့ကောင်ကတော့မင်းအောင်လိုင်းပြီးရင်သူအကြီးဆုံးပဲပေါ့နော်အဲ့တော့ဒေတာကန်သတင်းရင်းမြစ်တွေပြောဆိုတဲ့အကောင်ကြီးဆိုတဲ့ဟာကသူဖြစ်နိုင်ပါတယ်လုံခြုံရေးတင်းကျပ်ထားပြီးတော့ပေါ့နော်တိုင်းသားဝစ်စုံနေနဲ့ပါကြိုခိုင်းတာဖြစ်တဲ့အတွက်ပေါ့နော်ဒါလည်းဖြစ်နိုင်ခြေရှိတယ်နောက်တစ်ခုကဒီကောင်ဘာလို့လာတာလဲဘာကြောင့်မလို့ဒီလိုမျိုးဒီခီးစဉ်ကိုလှုပ်တာလဲဒီခီးစဉ်ကိုလာတာလဲဒီလိုမျိုးနေရာတွေကိုလိုက်စစ်တာလဲပေါ့နော်ပြောမယ်ဆိုရင်ဒါဗိုလ်ချုပ်ကွမ်မော်ရဲ့မိန်ကွန်းထဲမှာပါတဲ့အကြောင်းအရာတွေကိုကြောက်လို့လည်းဖြစ်မယ်ပေါ့နော်အဲ့တော့ဗိုလ်ချုပ်ကွမ်မော်ကပြောထားတယ်ဒါဒီနေရာဒီဒေသတွေကအဓိကအရေးပါတဲ့အရာရောက်တဲ့နေရာတွေဖြစ်တယ်စကိုင်းကဒါကချင်ပြည်နယ်ရဲ့ဝင်ပေါက်တစ်ခုဖြစ်တယ်အားကြောင့်မလို့ကာသုံးလုံးနယ်မြေကဘလို့ဖြစ်တယ်ဒေသတစ်ခုလုံးကိုဘလို့ထိန်းချုပ်နိုင်ဖို့အတွက်ဘာညာဆိုတဲ့အဲ့လိုမျိုးပြောထားတဲ့မိန်ကွန်းနောက်ပိုင်းမှာဒါမင်းအောင်လိုင်လည်းလှုပ်လှုပ်ရှားရှားတွေဖြစ်သွားတယ်အဲ့မိန်ကွန်းထွက်ပြီးချင်းနောက်ပိုင်းမှာမင်းအောင်လိုင်ကလုံးဝသူ့ရဲ့ခီးစဉ်တစ်ခုကိုအားချင်းစီစဉ်ပြီးတော့ဟ
homeland လိုနေရာမျိုးထိကိုတွားခဲ့ရတာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီမိန်ကုန်းမှာပါတဲ့အချက်တွေကိုကြောက်တဲ့အပြင်ပြင်ဆင်တာတွေလည်းသူတို့လှုပ်ဆောင်ခြင်းလို့အခုလိုမျိုးလာတယ်လို့ယူဆပါတယ်ပြောမယ်ဆိုရင်တော့မင်းအောင်လှိုင်တော်မှာ homeland ထိဆင်းပြီးတော့စီယုံရေးတွေပြင်ဆင်ရေးတွေလုပ်နေရတဲ့ချိန်မှာစိုးဝင်းကိုမြကြီးနားကိုလွှတ်တာကဖြစ်နိုင်ခြေအရန်များပါတယ်ပေါ့နော်နောက်ထပ်သိရတာတစ်ခုကတော့စစ်ကောင်စီကဒါနံပေါင်လေစိတ်ကိုမတုံးရတော့ဘူးသူတို့သုံးပြုနေတဲ့နံပေါင်လေစိတ်ကိုမတုံးရတော့ဘူးဘာကြောင့်လဲဆိုတော့ဒါရှေ့ကာလအတော်တွင်းမှာပဲပေါ့နော်KIA က2ရက်အတွင်းမှာပေါ့နော်လေရင်2စီးတိုက်လေရင်2စီးနဲ့ရဲရင်1စီးကိုအခုလိုပဲ drone တွေနဲ့တိုက်ခိုက်နိုင်ခဲ့တဲ့ခါကျတော့သူတို့တွေတော်တော်လေးအထိနာသွားတယ်အဲ့နောက်ပိုင်းမှာငါတို့တော့ကချင်နယ်မြေထဲမှာပေါ့နော် KIA စိုးမိုးတဲ့နယ်မြေထဲမှာဒီလိုမျိုးလေရင်တွေထားရင်တော့ပြုတ်ပြုံးလိမ့်မယ်ဒါကြောင့်မလို့ဒီလေရင်တွေကိုတော့ငါတို့ရွှေ့မှရတော့မယ်ဒီလေရင်ကွင်းကိုငါတို့မတုံးတော့ဘူးဆိုတဲ့ပုံစံမျိုးနဲ့အဲ့ဒီလေရင်တွေအကုန်လုံးကိုဒါတတအူးကိုပေါင်းနေဆိုပြီးတော့လည်းသိရတယ်ပြီးတော့ဒါစစ်ကောင်စီကသူတို့သုံးဆွဲကျင်နေဆိုရင်အခုအရက်ဘက်လေစိတ်ကိုပဲသုံးဆွဲပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့စီရေးသတင်းရင်းမြစ်တွေစီကနေပြီးတော့လည်းသိရပါတယ်အဲ့တော့စစ်ကောင်စီအကြီးပိုင်းတွေကလည်းပေါ့နော်အခုနောက်ပိုင်းမှာစစ်ဘက်လေရင်တွေကိုမတုံးတော့ဘူးပေါ့နော်မတုံးတော့ဘဲနဲ့အရက်ဘက်လေရင်တွေအပြောမဲ့ဆိုအရက်သားတွေကိုကာဗာလှုပ်တဲ့ပုံစံမျိုးနဲ့ပေါ့နော်အရက်ဘက်လေရင်တွေကိုပဲသုံးဆွဲနေတယ်ပြောင်းလဲပြီးတော့သုံးဆွဲနေတယ်အသုံးပြုနေတယ်ဆိုတဲ့ဟာတွေကိုထပ်ပြီးတော့သိရပါတယ်အဲ့တော့တကယ်လို့များအခုလိုမျိုးပြစ်တယ်ဟေးဆိုရင်စစ်ကောင်စီကခီးတဲ့လေရင်ကိုပြစ်ပါတယ်အခုလိုမျိုးပဲပေါ့နော်အခုပြောတဲ့ပုံစံတိုင်းပဲအရက်ဘက်ပြစ်မှတ်တွေကိုတိုက်ခိုက်ပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပုံဖော်နေတာဖြစ်ပါတယ်စိုးဝင်းလိုက်ပါမဲ့လေရင်မှုပြစ်ခံရတာပါဆိုပြီးတော့သူတို့ကဘယ်တော့မှဝန်ခံမှာမဟုတ်ဘူးထုတ်ပြန်မှာလည်းမဟုတ်ဘူးပေါ့နော်အဲ့တော့ရီတော့ရီစရာကောင်းတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့အရက်သားတွေပြည်သူတွေကလေးငယ်တွေတက်ကြီးရွယ်အိုတွေအမျိုးစုံပေါ့လေနော်အရွယ်ဆုံးအကုန်လုံးကိုဒုက္ခပေးနေတယ်ဘုံကြီးเจ้าနေစာတင်เจ้าနေဆေးရုံနေတာသနာအဆောက်အုံနေပေါ့နော်ဖျားเจ้าနေဒီလိုနေရာတွေအကုန်လုံးကိုဒါလေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတဲ့စစ်ကောင်စီကဒါသူများကိုအကြမ်းဖက်ဆိုပြီးတော့ဆွဆွဲတာအရက်ဘက်ပြစ်မှတ်တွေကိုတိုက်ခိုက်တယ်ဆိုပြီးတော့ဆွဆွဲတာကတော့တော်တော်လေးတော့ရည်စရာကောင်းတယ်ပေါ့နော်အဲ့တော့သူလို့ရင်တော့အကောင်းဆိုတဲ့ပုံစံမျိုးဖြစ်ကောင်းဖြစ်မယ်ပေါ့နော်အဲ့တော့ပြီးတော့ဒါတချို့တွေခံမှန်းသလိုသူတို့အချင်းချင်းလှုပ်ကြံနေဆိုတာကရောဒါပြောမယ်ဆိုရင်ဒါလည်းဖြစ်နိုင်တာပဲပေါ့နော်ဖြစ်နိုင်ကြတော့နဲတယ်ဆိုရင်ဖြစ်နိုင်တယ်ဘာကြောင့်လဲဆိုတော့စဉ်းစားမိတာပါလေနော်အဓိကတော့ဒါမင်းအွန်လိုင်းကရှေ့မှာ15နှစ်လောက်တက်ချုပ်ရာထူးကနေပိတ်ပြီးတော့ယူထားတယ်အဲ့တော့စိုးဝင်းကအနောက်ကနေပြီးတော့ဒါ10နှစ်လောက်နောက်ကျနေပြီသူတက်ချုပ်ရာထူးရဖို့အတွက်ကို10နှစ်လောက်နောက်ကျနေပြီပြီးရင်ဖယ်လည်းမပေးဘူးပေါ့နော်ဖယ်လည်းမပေးတာဖြစ်တဲ့အတွက်စိုးဝင်းကတော်တော်လေးတော့အသေးပေါက်မဲ့နေထားအဲကြောင့်မလို့စစ်စင်ရေးကိစ္စမျိုးတွေမှာဆိုရင်လည်းဒါစိုးဝင်းကတချို့ကိစ္စတွေမှာသူအဆဲခံရတာမျိုးတွေအဆူခံရတာမျိုးတွေကျင်းဝါခံရတာမျိုးတွေလည်းရှိတယ်ပေါ့နော်တရင်ရင်းမြစ်တစ်ခုမှဆိုရင်ပေါ့နော်ဘယ်လိုတော့မှပြောရလဲဆိုစိုးဝင်းကိုမင်းအွန်လိုင်းကငါအနားယူသွားရင်မင်းလည်းနားဖို့ပြင်ထားပါနော်မင်းလည်းဆက်လုပ်ဖို့မစင်းစားနဲ့ဆိုတဲ့ပုံစံမျိုးနဲ့တောင်မှကျင်းဝါတာတွေရှိခဲ့တယ်ဆိုပြီးတော့သိရတယ်ပေါ့နော်အဲ့တော့စိုးဝင်းအနေနဲ့ကလည်းမင်းအွန်လိုင်းကိုမကျေနပ်တာတွေရှိမှဖြစ်သလိုမင်းအွန်လိုင်းကလည်းစိုးဝင်းကိုမကျေနပ်တာတွေရှိမှာပဲပေါ့နော်အဲ့တော့သူတို့ချင်းချင်းကြားထဲမှာဒီလိုအဖို့တွေကတော့တောက်လျှောက်ရှိနေလိမ့်မယ်အဲ့တော့လက်ရှိနေထားတဲ့စိုးဝင်းကိုသူ့နေရာပေးမယ်ဆိုရင်တော့မှပဲမင်းအွန်လိုင်းရှေ့မှာရှုပ်ထားသမျှဟာတွေအကုန်လုံးကိုစိုးဝင်းကတာဝန်ခံရဲပါမလားတာဝန်ယူရဲပါမလားပေါ့နော်အဲ့တော့စိုးဝင်းကိုပေးမယ်ဟဲ့အောင်မင်းဒါလုပ်လိုက်ဆိုစိုးဝင်းကဟာကျွန်တော်မလုပ်ချင်ဘူးလို့ညင်းရင်မင်းအွန်လိုင်းကလည်းကျဉ်တတ်မှာမဟုတ်ဘူးကြိုက်မှာမဟုတ်ဘူးပေါ့နော်အဲ့တော့အဲ့လိုမျိုးအလွတ်ယုံကျင်တဲ့မင်းအွန်လိုင်းကသူတာဝန်ယူခိုင်းတဲ့ဟာကိုမယူရင်လည်းကြည့်လို့ရမှာမဟုတ်ဘူးပြီးရင်ဒါသူ့ကိုတာဝန်မပေးချင်တာလားတာဝန်ပေးတာကိုညင်းလို့ပဲအခုလိုမျိုးတွေလောက်တာလားဆိုတာကိုတော့ကျွန်တော်တို့တွေလည်းဒါစဉ်းစားရကတ်တယ်ပေါ့နော်ဒါသူတို့ချင်းချင်းကြားမှာရှိတဲ့ဒါဖြစ်စဉ်တွေပဲဖြစ်လိမ့်မယ်အဲ့တော့တာဝန်ပေးတာကိုမယူခြင်းလို့လားညင်းလို့လားဒါမှမဟုတ်လဲတာဝန်မပေးခြင်းလို့လားဒီလိုမျိုးပုံစံမျိုးတွေကြောင့်မလို့တစ်ဖက်လက်နဲ့လောက်ကြံခိုင်းသလားဆိုတာကိုတော့လေသူတို့ကိုယ်တိုင်ပဲသိလိမ့်မယ်ပေါ့နော်ဒါတော့လေဒါကဖြစ်နိုင်ကြတော့နည်းပါတယ်အဲ့တော့လက်ရှိမှာတော့စစ်ကောင်စီကလေကြောင်းပုံကျဲတိုက်ခိုက်မှုတွေဇက်တိုက်ကိုလုပ်နေပါပြီဒါကချင်ပြည်နယ်အနှံ့ကိုပေါ့နော်အဲ့တော့ဒါလေရင်တန်တကြံကြံနဲ့တော့ဖြစ်နေပြီအဓိကတော့သူတို့တွေအထိနာသွားတာဖြစ်တဲ့အတွက်ဒီလိုပုံစံမျိုးနဲ့လိုက်ပြီးတော့ဒါပြဿနာရှာတိုက်ခိုက်တဲ့ပုံစံမျိုးတွေတော့ရှိလာနေပြီပြောမယ်ဆိုရင်တော့စစ်ကောင်စီဟာအရက်ဘက်နယ်ပယ်တွေကိုဝင်မလာသင့်ပါဘူးအရက်ဘက်တွေကိုဒါကာဗာမလုပ်သင့်ဘူးပေါ့နော်စစ်တပ်ကဘယ်သူမှအားကိုးကြမလိုဘူးဆိုတဲ့ပုံစံမျိုးနဲ့တောင်မှသူ့ရဲ့တက်ကိုတီးတန့်ကဘာပုံစံမျိုးနဲ့သူတို့လုပ်ခဲ့တာတန်ရင်တပ်ဖွဲ့တွေမှာကြည့်ကြည့်လိုက်သူကဘယ်သူမှအားကိုးကြမလို့ဘူးငါတို့ကစိုက်ပျိုးရေးမွေးမြူရေးတက်တာချောင်းကြီးအကုန်လုံးတက်ထဲမှာရနိုင်တယ်ပေါ့နော်အပြင်မှာတော့ထွက်ပြီးတော့ဈေးဝယ်စရာမလိုဘူးကွာဆိုတဲ့ပုံစံမျိုးနဲ့သူတို့တွေကတိဆောက်ထားခဲ့တာအထဲထဲမှာတက်တွင်းစေးကန်းတွေကအစမူဂျိုစာတင်ကြောင်းဒါမျိုးတွေပေါ့နော်အကုန်လုံးကိုသူကကဘာငယ်လေးတစ်ခုအနေနဲ့သူကလှုပ်ထားတာအပြင်နဲ့အဆက်အသွယ်ဖြတ်ထားတာငါတို့ကဘယ်သူမှအားကိုးစရာမလိုဘူးဆိုပြီးတော့နေခဲ့တဲ့စစ်ကောင်စီကဒီလိုမျိုးအခြေအနေရောက်တဲ့ခါကျတော့ဒါအရက်ဘက်တွေကိုကာဗာလှုပ်လာတဲ့ပုံစံမျိုးတွေတွေ့လာရတယ်အရက်ဘက်နယ်ပယ်တွေကိုဝင်ရောက်လာတာတွေတွေ့လာရတယ်အဲ့တော့အဲ့လိုမျိုးတွေလှုပ်လာတယ်ဆိုတာကလည်းသူတို့အခုလိုမျိုးပြောချင်လို့သူတို့အခုလိုမျိုးပုံဖြတ်ချင်လို့ပြောရရင်တော့တော်လိုင်းတပ်ဖွဲ့တွေနဲ့ပြည်သူကိုရန်တိုက်ချင်လို့ပြီးရင်တော်လိုင်းတပ်ဖွဲ့တွေကိုအကြမ်းဖက်အဖွဲ့အဖြစ်ပုံဖော်ချင်လို့ဆိုတဲ့အကြောင်းလေးဒီနေ့ကနေတုံးသက်ချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်